အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် UAE ကိုလာဖို့ပြင်ဆင်နေကြတဲ့ညီကိုမောင်နှမတွေဒီဗီဒီယိုကြည့်ရတဲ့မှာရှိမယ်လို့ကျွန်တော်ယူဆတယ်ဘာလို့လဲဆိုကျွန်တော်ရဲ့ comment မှာလည်းလာမေးတဲ့ညီကိုမောင်နှမတွေနည်းများလာဘူးနော်များလာတော့ကျွန်တော်အရေးကြီးတဲ့နှစ်ခုပြောပြမယ်အဲ့နှစ်ခုလုံးကအရေးကြီးတယ်ပထမတစ်ခုကကြတော့document ပါနော်ဒုတိယတစ်ခုကတော့ visa ပါအဲ့တော့ပထမတစ်ခုကျွန်တော်အရင်ပြပြမယ်ပထမတစ်ခုကအခုမနေ့တနေ့ပဲဖြစ်သွားတယ်ပေါ့နော်မူဖာတုံးယုံနေပိတ်တယ်လို့ဖွင့်နေပြန်ပြီးတော့အခုပြန်ဖွင့်နေပြီပြန်ပြီးတော့လုံးလို့ရပြီလို့ပြောကြတယ်ဆိုတော့အဲ့မျိုးအခြေအနေမျိုးကအချိန်မျိုးဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကိုလက်ထဲမှာရှိနေတဲ့ document တွေကိုကြိုတင်ပြင်ဆင်ထားမယ်notary ပြင်ထားလောက်တဲ့စင်မ notary လောက်ပြန်ထားမယ်မူဖာတုံးမထူခဲ့ဘူးဆိုရင်တော့မှကိုကြိုတင်ပြင်ဆင်မဲ့ဟာတွေကတော်တော်များတယ်အဲ့တော့ကိုဘွဲရထားဆိုဘွဲလက်မှတ်ပေါ့နော်ဘွဲလက်မှတ်ဒီတခြားတင်နစင်လက်မှတ်ဒီနောက်အင်နုံစုစီယာဒီကိုလိုအမဲ့စာရွက်စာတမ်းအချက်လက်ကို detail ပေါ့နော်စီချပြီးတော့မှရေးထားပြီးတော့မှကြိုတင်ပြင်ဆင်တဲ့လို့ထင်တယ်ဘာလို့ဆိုကိုကနိုင်ငံခြားထွက်တာဖြစ်တဲ့အတွက်ပြန်ပြီးလုပ်လို့လည်းမလွယ်ဘူးပေါ့နော်လူကြုံနဲ့ထည့်ပြီးလုပ်မယ်ဆိုရင်ဈေးစကားအရင်ကြီးအဲ့တော့ကိုနိုင်ငံမှာကိုရှိနေတဲ့အချိန်မှာကိုလိုအပ်မဲ့စာရွက်စာတမ်းတွေတိကျပြင်ဆင်ပြီးတော့အချိန်ချီတုံးเนาะမပိတ်တုံးဘယ်ချိန်ပိတ်မယ်ဘယ်ချိန်ဖွင့်မယ်ဆိုတာဒါမသိနိုင်ဘူးအဲ့တော့ကိုကဖွင့်တုံးပေါ့နော်လုံးလို့ရတော့ခွင့်ရတော့မတုံဆိုင်နဲ့မတွေးဝေးတဲ့လုံးစရာရှိရတခါကြိုတင်လုပ်တာစာရွက်စာတမ်းကျွန်တော်တို့မြန်မာလူမျိုးတွေများတော့အဖြစ်ပေါ့နော်အရေးပေါ်မှာအရာထင်တာအရေးပေါ်မှာအရာထင်ဘယ်လိုပြောမှာနော်အရေးနဲ့အကြောင်းနဲ့ဆိုလို့ရှိရင်အဲ့လိုကက်ခန်နီးခန်နီမှာထားလုပ်တဲ့အကျင့်ရှိတချို့ဆိုလို့ရှိရင်နိုင်ငံခြားထွက်ကနေလောက်မှာပတ်စိုးတက်တန်းထားတူတာတော့ပေါ့နော်ဆိုတော့ကျွန်တော်အပါဝင်ပဲအဲ့လို document လုပ်တဲ့အားနည်းချက်ရှိရပေါ့နော်ကျွန်တော်တို့မြန်မာလူမျိုးအားနည်းချက်ပေါ့ဆိုတော့မြန်မာနိုင်ငံမှာ document အားနေတာပြဿနာမရှိဘူးမှတ်ပုံနဲ့မရှိပဲနေတဲ့လူတွေအင်အောင်စီယာမရှိပဲနေတဲ့လူတွေကအများကြီးပဲဒီလားကျွန်တော်နိုင်ငံမှာပြဿနာမရှိဘူးဒါပေမဲ့ဒီနိုင်ငံမှာကတော့မရဘူးဘာပဲလို့စာရွက်စာတမ်းလို့တယ်မိသားစုလိုက်ပဲပြောင်းလာလားကိုဘလို့အချိန်မျိုးနဲ့ပဲပြောင်းလာပေါ့နော်တယောက်တည်းပဲလာစာရွက်စာတမ်းလိုအပ်တယ်နောက်ဘွဲရထားဆိုရင်ဘွဲလက်မှတ်တွေကို notary ပြန်မူဖာတုံးထူဒီဘက်ရောက်ရင်လည်းတစ်ခါပြန်လောက်ရသေးတယ်ဆိုတော့စာရွက်စာတမ်း document ပြင်တဲ့ဟာအရင်အရေးကြီးပါတယ်ဒါကိုကျွန်တော်ကပြောရှင်းနေတာပေါ့နော်ပြောရှင်းနေတာဆိုကျွန်တော်လည်းအချိန်ရမအားတာရဲ့အလုပ်ကလည်းနည်းဒီရဲ့ပိုင်းလေးတွေနည်းနည်းလေးကျွန်တော်အလုပ်ရှုံနေရတယ်ပေါ့နောက်ပြီးတော့ကျွန်တော်လူပေါက်ကရိုက်ဖို့ပေါ့နော်အေးအေးစကားပြောဖို့ကကျွန်တော်တို့ကအဆင်မပြေဘူးဖြစ်နေပါတော့ကျွန်တော်ရှိပြီးမှလည်းပြောထားကျွန်တော်အခန်းကျင်းတာရဲ့ပတ်ဝန်းကျင်ကြောင်ပေါ့နော်ဆိုတော့ကျွန်တော်ဗီဒီယိုလေးတွေကိုစောင့်မျိုးကြည့်ရှုပြီးတဲ့တူတယောက်ချင်းစီကြောင့်ကျေးဇူးအများကြီးတင်တယ်အဲကြောင့်မလို့ပေါ့နော်အားလဲနာတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရားတဲ့တော့ကျွန်တော်ရိုက်ပါမယ်နောက်ပိုင်းကျွန်တော်ပေါ့နော်information ပေးရပဲဗျဘယ်လိုပဲဖြစ်ဖြစ်ကြည့်ပေးရလို့ပဲကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ရိုက်ဖြစ်အောင်ရိုက်မယ်ပေါ့နော်ဒီအခုရပန်းကျွန်တော်ကတော်တော်အလုပ်ရှုပ်တဲ့ထဲမှာပါတယ်အဲကြောင့်မို့မရိုက်ဖြစ်တာအဲ့တော့ကျွန်တော်စကားပြောပြတ်သွားတယ် document ကအရေးကြီးတယ် document ကိုပြင်ထားပါတိကျလုပ်ထားပါအခွင့်အရေးလုပ်ထားပါကျွန်တော်ဒီလောက်ပဲပြောချင်တယ်ဒီလောက်ဆိုရင်တော့သဘောပေါက်မယ်လို့ထင်တယ်ဘာလို့ဆိုနိုင်ငံခြားထွက်မဲ့လူကြီးလူငယ်မရွေးရလေးလာပြီးသားဖြစ်ပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်အရင်ကြီးမပြောပြတော့ဘူးဘာသာရွယ်စာတမ်းဒီလူလုံးဆိုတာတော့အဓိကအထူးသဖြင့်အင်အောင်စုစရာမပုံတင် passport ရေမောင်းလိုက်စီတင်နန်းစင်းရှိလက်မှတ်ရှိတယ်တင်နန်းစင်းလက်မှတ်ပေါ့နော်အင်အောင်စရာ sorry အင်အောင်စရာပြလိုက်ရောဘောလက်မှတ်ဘိုးလက်မှတ်ပေါ့နော်ဒီ document တွေကိုအသေးစိတ်စောက်လေးမှချရေးပြီးတော့ဘာလို့အပ်တယ်ဘာလို့တင်တယ်ဘာလို့ရမယ်ဆိုတာကိုတစ်ခါချရေးပြီးတစ်ခါလေးပြင်ဆင်ထားတာကောင်းတယ်စာရွက်စာတမ်းဆိုတာကိုယ်နမကွာလည်းရှိတင်တယ်ပြီးတော့ update လေးဖြစ်တင်တယ်ပေါ့နော်ဆိုတော့
document အပိုင်းပြီးတော့ကျွန်တော်နောက်တစ်ခုက visa ကိစ္စပြပြမယ် visa ကိစ္စကအခုလက်ရှိတည်းကျွန်တော် UAE law အပြောင်းလဲအရာကိုlaw အရာဟိုအကုန်လုံးက stable ဖြစ်နေပြီဖြစ်သွားပြီပေါ့နော် stable ဖြစ်သွားပြီထပ်ပြောင်းဖို့တော့ကျွန်တော် update တင်နေတော့အခုချိန်ကြီးကျွန်တော်လည်းဖတ်တယ်လေ့လာနေပေါ့နော်ဒါပေမဲ့အခုချိန်ကြီးတော့ဘာမှ law ထပ်ရှင်းဖို့တော့အစီအစဉ်မရှိသေးဘူးထင်တယ်ဆိုတော့ visa အခုလက်ရှိမှာ2 လ visa ပေးတယ် extend ထပ်တိုးလို့ရတယ်ဆိုတော့လာလို့အဆင်ပြေတယ်လာပြီးတော့မှ2 လ visa ပြီးလို့ကိုက2 နှစ် visa ဝယ်မယ်ဆိုရင်တတိထားမယ့်ဟာလေးကျွန်တော်ပြမယ်တတိထားမယ့်ဟာအခုလက်ရှိ UAE မှာဖြစ်နေပြဿနာ visa တွေကတော်တော်များများဘာပေါ့နော်ပြဿနာတက်နေပါလဲဆိုတော့ရောင်းကြတယ်ဝယ်ကြတယ်ပေါ့နော် visa ဝယ်ကြတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဝယ်ပြီးမှပြဿနာဖြစ်တာကုမ္ပဏီလစ်ပြေးသွားတာတို့နောက်တစ်ခုကvisa ကို e-visa လောက်ပဲထွက်ပြီးတော့ပတ်စံဟိုချင်းစိတ်တက်မချင်းမင်းနဲ့ပေါ့နော်မချင်းသေးပဲနဲ့ပတ်စံကြတော့အကုန်တောင်းသွားပြီးလစ်ပြေးသွားတယ်လို့ဒါမျိုးတွေကများလာတယ်များလာဆိုတော့သတိထားရမယ်အဲ့တော့ကိုက2 နှစ် visa ဝယ်ပြီးတော့မှဟိုအလုပ်ကလည်း easy ရှာမှာဒါမှမဟုတ်ကိုပေါ့ကိုပိုင်စီးပွားရေးလုပ်ဖို့အတွက်လာတာဆိုလို့ရှိရင်2 နှစ် visa ဝယ်မယ်ဆိုရင်သတိထားမှာကိုလုံးမဲ့ Emirate ID လုံးမဲ့ဒီ2 နှစ် visa လုံးမဲ့ကုမ္ပဏီကနာမည်ရှိတာပဲဖြစ်ဖြစ်ဒါမှမဟုတ်တခုအာမခံချက်ရှိတာပဲဖြစ်ဖြစ်အဲ့လို brand နဲ့ရှိတဲ့ဟာဘောနော်ယုံကြည်စိတ်ချမဲ့ဟာမှာလုပ်တင်တယ်နောက်ပြီးလုပ်လို့ရှိရင်ကိုတည်ရမဲ့ document တွေအကြောင်းကျွန်တော်ပြပြမယ်အဲ့ဟာဒီက2 နှစ် visa ဆိုတော့ freelance visa မဟုတ်လူတွေကများတော့ပြန် freelance visa ဆိုပြီးပြောပြီးအောင်လည်းမဟုတ်တကယ်တော့ဒါဝန်ထမ်း visa ပဲဖြစ်တယ်ဝန်ထမ်း visa အောင်မှာသူက2 နှစ် visa ပေါ့နော်အလုပ်သမား visa ပဲကုမ္ပဏီတစ်ခုအောက်ကနေပြီးပြန်ခွဲရောင်းတဲ့ဟာအဲ့တော့ဒီ2 နှစ် visa ကိုပြန်ရောင်းတာဖြစ်တဲ့အတွက်အဲ့2 နှစ် visa မှာ labor contract ပါတယ်နောက် labor cap ပါတယ်နောက်ပြီးတော့salary payment ဆို salary certificate ပေးရတယ် labor contract ပေးရတယ် labor cap ပေးရတယ် CC ရတယ်ပြီးလို့ရှိရင် WPS လာစာအဝင်အထွက်လုပ်တဲ့ WPS account ပေးရတယ်ဒါတွေမသိဘဲနဲ့တော့မဖွင့်ပါနဲ့ဘာလို့ဆိုတချို့ ID ရရင်ပြီးရောနေရရင်ပြီးရောဆိုပြီးဖွင့်ကြတယ်ဝယ်ကြတယ်ရောင်းကြတယ်တကယ်ကိုကတခြားကုမ္ပဏီလျှောက်တာကိုပိုင်စီးပွားရေးလုပ်ဖို့အတွက်ပေါ့နော်ကုမ္ပဏီလိုင်စင်လျှောက်တာဒါမှမဟုတ်တခြားဘဏ်ပေါ့နော်ဘဏ်ဘယ်လိုပြောမလဲဘဏ်နဲ့ပတ်သက်တဲ့ instrument နဲ့ပတ်သက်တဲ့ဟာတွေလျှောက်တာလို့မျိုးကြလို့ရှိရင်ကိုမှတခြားဘဏ်ကတော့ရှိကောင်းရှိလိမ့်မယ်ဗျာကိုပေါ့ကိုတီးတန့်ဖွင့်တဲ့ဘဏ်ကပေါ့နော်ဒါပေမဲ့လာစာအဝန်ထမ်းမလုပ်ထားတဲ့အတွက်ကိုကinstrument နဲ့ဝယ်လို့မရတဲ့ပြဿနာတွေလုံးရှိလို့မရတဲ့ပြဿနာတွေဒါမျိုးတွေအများကြီးတွေ့နိုင်တယ်အဲ့တော့ကိုကဒီ2 နှစ် visa ကိုဝယ်ထားတာဖြစ်တဲ့အတွက်ကိုက2 နှစ် visa မှာလာစာအမြင့်ကြီးပေါ့နော်လာစာအမြင့်ကြီး9000အထက်တွေနောက်ပြီးရာတို့လည်းအမြင့်ကြီးထည့်ထားတယ်ဒါမျိုးလုပ်တဲ့နေရာမှာပြဿနာရှိရပါအောင်ဆိုကိုကအဲ့လာစာအမောင်းကိုတစ်လတစ်ခါပြန်မထည့်နိုင်ဘူးဆိုရင်ပြဿနာတက်နိုင်ပါတယ်ပြဿနာတက်နိုင်တယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကိုကထည့်ထားတာတော့မှန်တယ်ဒါပေမဲ့ကိုက50နိုင်ထည့်ရမှာ9%နဲ့ကိုထည့်ရမှာကိုကအလိုးဝယ်ထားတာဖြစ်တဲ့အတွက်9%နဲ့ကိုထည့်ရမှာကုမ္ပဏီထည့်ပြီးတာတော့မဟုတ်ဘူးအဲ့မှာနည်းနည်းလေးနာရှုံးနိုင်တယ်နည်းလေးတော့ဒါကွဲလဲနိုင်တယ်ပေါ့နော်ငါ2 နှစ် ID ဝယ်ပြီးလာစာထပ်ထည့်အောင်မလားဆိုတော့မဟုတ်ပါဘူး freelance visa မဟုတ်ပါဘူးကျွန်တော်ကြိုပြောပါရအလုပ်သမား visa ပါအလုပ်သမား visa ဖြစ်တဲ့အတွက်ကိုက2 နှစ်နေထိုင်ခွင့်တော့ရတာမှန်တယ်ဒီတိုင်းကြည့်ရင်လည်းဘာမှတော့မထူးခြားဘူးဒါပေမဲ့ဆွမ်းနာလို့ပြောတာပေါ့နော်အကျိုးဆက်ကကိုကလုံးရှိမှဒါမှမဟုတ် instrument နဲ့ဝယ်မှာဒါမှမဟုတ် company license ရှောက်မှာကြာလို့ရှိရင်ဒီ WPS account ဆိုတဲ့ဟာဒီ labor contract ဒီ certificate တွေနောက်ပြီးလို့ရှိရင်ရှိတဲ့ NOC letter လိုအပ်တယ်ဒါကဒီနိုင်ငံကနေပဲနောက်တစ်နိုင်ငံထပ်ကူးခဲ့ရင်လေဒီ document လိုအပ်တယ်အဲ့တော့ဒီမှာရှိနေတဲ့လက်ရှိရှိနေတဲ့ညီကောင်မနှမတွေ
နောက်တစ်နိုင်ငံထပ်ကူးမယ်ဆိုဒီ document တွေရအောင်တောင်းမှာကိုလုပ်တဲ့ ID ဝယ်ထားတဲ့ agency ကနေပြီးကိုကဒီဟာတွေကိုတောင်းမှာအဲ့ဒါတွေရှိမှပဲအဆင်ပြေမှာအဲ့ဒီမဟုတ်ဘဲနဲ့မလုတ်ခင်နေရပါတော့ကြိုတင်ပြီးတော့အခုကျွန်တော်ပြောချင်တာမလုတ်ခင်နေရရောလုတ်ပြီးရလူရောဒါတွေလိုအပ်တယ်အဲ့တော့မလုတ်ခင်ဒီမလာခင်ကလေးကနေပြီးတိရှင်တဲ့လူတွေကဒီကျွန်တော်ဗီဒီယိုကြည့်ရတဲ့ဒါတွေအသေးစိတ်တည်သွားမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ business လုံးမှာပဲဖြစ်ဖြစ်အလုံးဝန်ထမ်းလုပ်ဖို့ကိုယ်အိုင်ဒီနဲ့ကိုယ်အပြန်နေပြီးတော့ပတ်တိုင်းဝင်လို့ရှင်တဲ့ကိုယ်ပိုင် ID ဝင်လို့ရှင်တဲ့လူတွေဆိုရင်လည်းဒီဟာတွေဒီအချက်လက်တွေတီးမာတာလေအဆင်ပြေမှာပါအဲ့တော့ကိုကဒီနိုင်ငံမှာ5-6လောက်ပဲနေပြီးတော့တခြားနိုင်ငံကိုကူးမယ်ဆိုလို့ရှိရင်ဒီအချက်လက်တွေလိုအပ်ပါတယ်အရင်အရေးကြီးပါတယ်အဲ့စာရွက်စာတမ်းတွေမပေးဘူးဆိုရင်တော့တေချာပေါ့ဒီကုမ္ပဏီကတခုခုအဲ့ဒါရှိပါတယ်အဲ့ရဲ့အကျိုးဆက်ကနောက်ကျန်ကိုပဲခံစားရမှာပါကိုနောက်ထပ် ID တတန်းတိုးတာပဲဖြစ်ဖြစ်နောက်ထပ်ကိုတခု change state တခုပေါ့နော်ချိန်နာမှုဒီနိုင်ငံနဲ့ထွက်တာဖြစ်ကိုပဲထူးထူးပြကိုပဲပေါ့နော်ကိုပဲပတ်စံကုန်ပြီးစိတ်မြင်ရမယ်ဟာရှိပါတယ်အဲ့တော့မလုတ်ခင်နေရဒီအချက်လက်တွေဒီစာရွက်စာတမ်းတွေရနိုင်ပါမလားဆိုတဲ့ဟာကိုမေးပါအဲ့တော့ကျွန်တော်တိကျပြန်ပြောရမယ်နံပါတ်1က labor contract labor cap ပြီးလို့ရှိရင်နံပါတ်3ကကျတော့ Lada certificate နံပါတ်4ကကျတော့NOC letter နံပါတ်5 WPS ဒီအိုင်လိုအပ်ပါတယ်အဲ့တော့အဲ့ဒီအဲ့ရဲ့အချက်လက်တွေမပါဘဲနဲ့မပေးဘဲနဲ့မလုပ်ပါနဲ့ပြီးတဲ့တကယ်အာမခံရှိတဲ့ကုမ္ပဏီတွေဆက်သွယ်ပြီးလုပ်ပါလုပ်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီ video comment အောက်မှာပေါ့နော်လာမီးလို့ရတယ်ဘယ်ဟာတွေကအာမခံချက်ရှိလဲဆိုကျွန်တော်လက်ရှိ sponsor လည်းမြူထားအောင်เนาะကျွန်တော်လည်းဘယ်သူမှဂျိုင်းနှက်ပြီးတော့တိုက်တွန်းပြီးတော့လုပ်ခိုင်းတာတော့မဟုတ်ဘူးတေးကြတာစွမ်းတစ်ခုရှိတယ်ကျွန်တော်ဒီ video နဲ့ပြောပြတာဒါကျွန်တော်တီးတာပေါ့နော်စွမ်းရှိတယ်ကျွန်တော်တီးတဲ့ကုမ္ပဏီရဲ့စွမ်းတစ်ခုပဲလို့ဆိုကျွန်တော်တီးတယ်ကျန်တဲ့ဟာကျွန်တော်အမှားတော့မခံဆို line ပေါ် TikTok ပေါ်ကနေလေမယုံပါနဲ့အလိမ်ညာအများကြီးပါအလုံးကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုကျရင်ပြန်တွေ့ကြပါ